ကျွန်တော်တို့ဖုန်းကြည့်ရများလို့ရှင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကမတိလိုက်ပဲနဲ့ခုလိုမျိုးကုန်းကုန်းကြီးဖြစ်လာတယ်မလားလက်ပြင်ကြီးတွေကရှေ့ကိုကုတ်ပြီးတော့မှလူကြီးကငိုက်ကြီးဖြစ်လာတယ်အဲ့ဒါဘာလို့ဖြစ်တာလဲဆိုတော့ဒီရင်ဘတ်မှာရှိတဲ့ကြွက်သားတွေကတင်းလာပြီးတော့နောက်မှဒီပခုံးကိုထိန်းထားတဲ့အနောက်ကကြွက်သားတွေကပျော့လာတယ်အားနည်းလာတာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လူကအဲ့လိုမျိုးကြီးကုန်းကုန်းကြီးနဲ့ငောင်ငောင်ကြီးဖြစ်နေတာပါကြာလာတဲ့ခါကျလို့ရှိရင်လက်ပခုံးတွေနားလာမယ်စကြောတွေတက်လာမယ်ခေါင်းတွေမူခေါင်းတွေကြိုက်ပေါ့နော်အဲ့တော့အဲ့ဒါတွေဖြစ်လာတတ်တယ်ဒီတော့အဲ့ဒါကိုတက်တာဖို့အတွက်လေ့ကျင့်ခန်းလေးတစ်ခုရှိတယ်ဆိုတော့အဲ့ဒီလေ့ကျင့်ခန်းလေးတော့ကျွန်တော်လုပ်ပြပါမယ်အဲ့တော့ပုံမှန်ဆိုတော့ကျွန်တော်ဒီလိုမျိုး video action တွေနဲ့ video မရိုက်ချင်ဘူးဒီတိုင်းပဲစကားပဲပြောချင်တာအဲ့တော့ဖြစ်နိုင်ရင်တော့စာပဲရေးချင်တာကျွန်တော်စာရေးတာဘောဝါနာပါတယ်ဒါပေမဲ့အခုကကျတော့ video ကြည့်ရခဲ့ဆိုတော့ video တွေတင်ပြတာပေါ့နော်အဲ့တော့ဘယ်လိုလုပ်အောင်လဲဆိုတာလေးကိုတစ်ချက်ကြည့်ကြည့်အောင်ဒီလေ့ကျင့်ခန်းကအရင်ယူရှင်းလွယ်ကူပါတယ်ကျွန်တော်ဘယ်နေရာမှာမဆိုလုပ်လို့ရတယ်ပေါ့နော်ထိုင်ပြီးတော့ပဲဖြစ်ဖြစ်မတ်တက်ရက်ပြီးတော့ပဲဖြစ်ဖြစ်လုပ်လို့ရတယ်အဲ့တော့အရင်ဆုံးနေရင်တစ်ခုမှာကိုကကြောကိုမှီလိုက်မယ်ခေါင်းကိုနေရင်နဲ့ကတ်ထားလိုက်မယ်ပြီးတဲ့အခါကျလို့ရှိရင်လက်နှစ်ဖက်ကိုကျွန်တော်တို့ကနေရင်မှာတစ်ခုလိုမျိုးကတ်ထားလိုက်မယ်ပြီးရင်လက်ကိုအပေါ်တက်တဲ့ညှောက်လိုက်မယ်ပြီးရင်အောက်ကိုပြန်ချလိုက်မယ်ခုလိုမျိုးနေထားမှာဆိုရင်ဒါက W ပုံစံဖြစ်လိမ့်မယ်အပေါ်ကိုလက်မြောက်လိုက်ရင် Y ပုံစံဖြစ်သွားမှာပေါ့နော်လက်ကိုမြောက်လိုက်ချလိုက်မြောက်လိုက်ချလိုက်နဲ့ခုလိုမျိုးလေ့ကျင့်ခန်းလုပ်ရတာဖြစ်ပါတယ်ဆိုတော့ဒီလေ့ကျင့်ခန်းလုပ်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ဒီရင်ဘတ်မှာရှိတဲ့ပခုံးမှာရှိတဲ့ကြွက်သားတွေကဒီတင်းနေတာတွေလျော့သွားစေတယ်အဲဒီတော့ခုနကတော့လက်ပြင်ကုန်းနေရာကြီးမြန်မြန်တက်တာသွားစေရပေါ့နော်ခုနကတော့လက်ပြင်ငောင်ငောင်ကြီးဖြစ်နေတာကုန်းနေတာကြီးတွေဒီနားနေတာတွေပခုံးနေစကြောတွေတက်နေတာတွေတက်တာသွားနိုင်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်အခုဒီဖုန်းကိုကြည့်နေတာကြားနေပြီပခုံးကြီးတွေဒီလိုမျိုးကိုင်းနေပြီဆိုလို့ရှိရင်ဒီလေ့ကျင့်ခန်းလေးကိုအခုပဲလုပ်ကြည့်လိုက်ပါအဲ့တော့တက်တာသွားတော့တွေ့ပါလိမ့်မယ်။နောက်ပြန်ကြရင်ကျွန်တော်ကစိတ်ပီစီမှုများနေတဲ့အချိန်မှာ10မိနစ်အတွင်းစိတ်ငြိမ်သက်အောင်ဘယ်လိုလေ့ကျင့်ရမလဲဆိုတာလေးသင်ပေးပါမယ်။ကျေးဇူးတင်ပါတယ်။